စကားပြောတဲ့အခါမှာလည်းပဲမြတ်စွာဘုရားကသင်ထားတယ်သိချာမှတ်သားထားဖို့လိုတယ်ကိုယ့်ကိုစိကံတတ်မှတ်ဖို့လိုတယ်ငါတဦးတယောက်နဲ့စကားပြောမယ်ဆိုရင်မှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးနော်ဒါတစ်ခုဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာကိုသာပြောမယ်အကျိုးမရှိတာကိုမပြောဘူးအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားသည်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့အချိန်ကြမှာပြောမယ်ဟောသုံးခုနော်မှန်တာကိုသာပြောမယ်အကျိုးရှိတဲ့ဟာကိုသာပြောမယ်ပြောရင်လည်းပြောတဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့အချိန်မှာမပြောနဲ့